အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ကျွန်တော်တို့အရှိရဗီဒီယိုလေးမှာဆိုရင်ဒီ website တစ်ခုကကျွန်တော်တို့ website တစ်ခုကိုဝင်ကြည့်တဲ့အခါမှာနောက်ွယ်မှာဘယ်လိုအလုပ်လုပ်တော့လဲဆိုတာကိုကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ရှင်းရပြောခဲ့လို့ပဲဒီ website တွေကို request ပို့တဲ့အခါမှာဒီ request header တွေ response header တွေအကြောင်းကျွန်တော်ကအသေးစိတ်ရှင်းပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ HTTP request တစ်ခုမှာဆိုရင်အဓိကအဖြစ်တော့အပိုင်းနှစ်ပိုင်းပါပါတယ်အဲ့ဒါပါလဲဆိုရင် request message header ရဲ့နောက်တစ်ခုကကြတော့ request message body ရဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့တော့ဒါလေးကကျွန်တော်တို့ရှေ့က browser မှာကျွန်တော်ပြခဲ့တယ်ဒီ request header နဲ့ပုံစံချင်းတူတူပါပဲ domain တွေတခြားချက်လက်တွေကကွာတာပေါ့ဒါပေမဲ့ဒါက request header ချင်းတူတူပါပဲအဲ့တော့ request header message နဲ့ဒီ request message body တွေကဘာကွာလဲသူတို့မှာဘယ်လိုချက်လက်တွေပါလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်အဲ့တော့ request header တစ်ခုမှာပထမဆုံးမြင်ရတဲ့ line ကိုကျွန်တော်တို့က request line လို့ခေါ်ပါတယ်အဲ့ဒီ request line မှာဆိုရင် data 3ခုပါပါတယ်နံပါတ်1ကကျွန်တော်တို့ပို့လိုက်မယ် HTTP request method ဖြစ်ပါတယ်ဒီမှာဆိုတော့ get method နဲ့ကျွန်တော် submit ပြပေးထားတယ်နံပါတ်2ကတော့ကျွန်တော်တို့ဝင်မဲ့ URL ပေါ့ URL ဆိုတာက uniform resource locator ကိုပြောတာဖြစ်ပါတယ်အဲ့တော့ URL လေးကတော့ /doc/test.html ဆိုတဲ့ file လေးကိုဝင်မယ်ဆိုပြီးတော့ပြထားပါတယ်အဲ့တော့ဒါကတော့ URL ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ request ပို့တဲ့အခါမှာသုံးမဲ့ HTTP version က 1.1 ဆိုပြီးပြထားပါတယ်ဟုတ်ပြီအဲ့တော့ request header ရဲ့ပထမဆုံး line ကိုကျွန်တော်က request line လို့ခေါ်တယ်အဲ့ဒီ request line မှာဆိုရင်အခုလိုမျိုး HTTP request method ရဲ့ URL လေးရဲ့ပြီးတော့ဒီ request ပို့တဲ့ HTTP version ရဲ့ပါပါတယ် request line ရဲ့အောက်က line တွေကိုကြာတော့ကျွန်တော်တို့က request header လို့ခေါ်ပါတယ်အဲ့ဒီ request header ကဘယ်ရဆိုင်လဲဆိုဒီ host ကစပြီးတော့ contact length ကြီးရတာကို request header လို့ခေါ်ပါတယ် request header မှာဆိုကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ပဲ host name တနည်းအားဖြင့် domain name ကိုပြပေးတဲ့ header လေးပါမယ် header တစ်ခုမှာဆိုရင်ကျွန်တော်တို့က header ရဲ့နာမည်နဲ့သူ့ရဲ့တန်ဖိုးပါပါတယ်အဲ့ဘယ်လိုသိနိုင်လဲဆိုရင်အရှေ့ကနေပြီးတော့ပြပေးတဲ့ဟာက host ဆိုရင်ဒါ header ရဲ့နာမည်ပါနာမည်ပြီးတဲ့အခါမှာသူကဒီမှာဒီ character လေးနဲ့ခြားထားပြီးတော့နောက်ကနေပြီးတော့သူ့ရဲ့ header ရဲ့တန်ဖိုးကိုထည့်ပြီးတော့ပြပေးထားပါတယ်ဒီမှာဆိုရင် host ရဲ့တန်ဖိုးက www.test101.com ဖြစ်ပါတယ်ဒါက request header ထဲမှာပါတယ် host header ပါဒါကကြောင့် access ဆိုတဲ့ header လေး access ဆိုတဲ့ header မှာကျတော့သူကတန်ဖိုးက image/gif ရဲ့ image/jpeg ရဲ့ပြီးရင် star/ star ဆိုပြီးတော့ပြထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့ access language ကို English US ဆိုပြီးတော့ပြထားတယ်ပြီးရင် access encoding ကို gzip ပြီးရင် deflate ဆိုပြီးတော့ပြထားတာတွေ့ရပါလိမ့်မယ်နောက်တစ်ခုက user agent ကို Mozilla 4.0 ဆိုပြီးပြထားတယ်လို့ contact length ကိုကြတော့35ဆိုပြီးတော့သတ်မှတ်ပေးထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ request message header ကြီးတစ်ခုလုံးပေါ့အဲဒီထဲမှာကျွန်တော်တို့ request header တွေကိုကျွန်တော်တစ်ခုချင်းစီပြပြခဲ့ရဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင် request header ဒီမှာပြပေးထားတဲ့ request header တစ်ခုချင်းစီကဘာကိုဆိုလိုလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ host ကတော့ပြောခဲ့ပြီးတော့ပြီ host ကတော့ကျွန်တော်တို့ဝင်တဲ့ domain ရဲ့နာမည်တနည်းအားဖြင့် host name ပေါ့ access ဆိုတာကကြတော့ကျွန်တော်တို့ရဲ့ browser ကဘယ်လိုမျိုးဒီ file type တွေကိုလက်ခံပြီးတော့အလုပ်လုပ်ပေးနိုင်တယ်ဆိုတာကိုဟိုဘက်က web server ကိုပြောလိုက်တာဖြစ်ပါတယ်ဒီမှာဆိုရင် image/gif ရဲ့ image/jpeg ရဲ့ star/ star ဆိုပြီးတော့ပြထားပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့တုံးနေတဲ့ browser က gif file တွေကိုလည်း run ပေးနိုင်တယ်ပြီးရင် jpeg image file တွေကိုလည်း run ပေးနိုင်တယ်ပြီးတော့တခြားတော့ဒီ file type တွေကိုလည်း run ပေးနိုင်တယ်ဆိုပြီးတော့ star/ star ဆိုပြီးပြောထားတာဖြစ်ပါတယ်အဲ့တော့ဒီ header လေးကိုထည့်ပေးလိုက်ခြင်းအပြင်ဒီ web server ကနေမှကျွန်တော်တို့ကို response ပြန်ပေးတဲ့အခါမှာကျွန်တော်တို့လက်ခံနိုင်တဲ့ file type တွေကိုတည်ထားခြင်းအပြင်သူကဘယ်လို file type နဲ့ပြန်ပြီးတော့ response ပြန်ပေးရမလဲဆိုတာကို web server ကနားလည်သွားပါတယ်နောက်တစ်ခုကတော့ access language အဲ့တော့ဒီ browser ကဘယ် language တွေကို access လုပ်လဲပေါ့အဲဒီမှာဆိုတော့ English US ဆိုပြီးတော့ပြထားတယ်နောက်တစ်ခုကကျတော့ access encodingဆိုတာကကျွန်တော်တို့က HTTP request တွေပို့တဲ့အခါမှာဒီ server နဲ့ browser ကြားကနေအပြန်အလှန် data လှမ်းပို့တဲ့အခါမှာဒီ data တွေကိုဒီတိုင်းမပို့ဘဲနဲ့ compress လုပ်ပြီးတော့ပို့ရတယ်
ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကကွန်ပျူတာတစ်လုံးထဲက folder တစ်ခုကိုတခြားကွန်ပျူတာကိုကူးပေးခြင်းနဲ့ဆိုရင်တော့တို့ကအဲ့ဒီ folder လိုက်ကြည့်လို့မကူးဘဲနဲ့တော့ zip file လုပ်ပြီးတော့မှတခြားကွန်ပျူတာတွေကိုကူးတယ်လို့မျိုးပဲဒီမှာလည်းအဲ့လိုပဲသူကဒီပို့ server ကနေပြီးတော့ကျွန်တော်တို့ browser ကြီးပြန်ပို့မဲ့ data တွေကိုပုံမှန်တိုင်းမပို့ဘဲနဲ့ဒီ gzip တို့ deflate တို့လိုမျိုး compress လုပ်တဲ့နည်းလမ်းတွေကိုသုံးပြီးတော့ပို့လို့ရှိပါတယ်အဲ့ဒီအခါမျိုးမှာဒီ browser ကတော့ဘယ်လိုမျိုးဒီ encoding method တွေကိုလက်ခံနိုင်ပါတယ်ဆိုတာကိုဟိုဘက်က web server သိအောင်လို့ကျွန်တော်တို့ကဒီ access encoding ဆိုတဲ့ header ကိုထည့်ပေးတာပဲဖြစ်ပါတယ်ဒီမှာဆိုရင် gzip နဲ့ deflate ဆိုတဲ့ encoding နှစ်မျိုးကို browser ကနေပြီးတော့လက်ခံနိုင်ပါတယ်ဆိုပြီးတော့ web server ကိုဒီ request header ကနေပြီးတော့ပြောလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ user agent ဖြစ်ပါတယ် user agent ကတော့ကျွန်တော်တို့အလွယ်ပြောမယ်ဆိုတော့ browser ရဲ့နာမည်ပေါ့ဒီမှာဆိုရင် Mozilla 4.0 ဆိုပြီးတော့ပြောထားတယ်ကျွန်တော်တို့ရဲ့ browser တစ်ခုချင်းစီမှာ user agent ဆိုတာရှိပါတယ် browser ရဲ့နာမည်ပါမယ်ပြီးရင်အဲ့မှာ browser မှာသုံးထားတဲ့ engine တွေရဲ့နာမည်ပါမယ် browser ရဲ့ version တွေပါတတ်ပါတယ်ဒါမှတော့သူကအလွယ်လေးပဲ Mozilla 4.0 ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အဲ့တော့ browser ရဲ့ user agent ကိုတည်ခြင်းအဖြစ်ကျွန်တော်တို့က web server ကနေမှာဒီ user ကတော့ဘယ် user agent ကိုသုံးပြီးတော့ website ကိုလာဝင်တယ်လဲဆိုတာကို web server ကသိနိုင်ပါတယ်နောက်တစ်ခုကတော့ contact length ပါ contact length ဆိုတာကျွန်တော်တို့ဒီ request ပို့လိုက်တဲ့ contact ဒီတစ်ခုလုံးရဲ့ဒီ site ကဘယ်လောက်ရှိလဲဆိုတာကိုပြောတာဖြစ်ပါတယ်ဒါမှဆိုတော့35ဆိုပြီးတော့ပြထားတယ်ပေါ့ okay ဒါကတော့ http request message header ပဲဖြစ်ပါတယ်အဲ့ဒီမှာ line တစ် line ချတော့ပြီဆိုရင်သူကအောက်မှာရှိတဲ့အချက်လက်တွေကိုကြာ request message body ဆိုပြီးတော့သတ်မှတ်ပါတယ်ဒီမှာဆိုရင် request message body ကသူက method ကိုလိုက်ပြီးတော့ကွဲပြားနိုင်ပါတယ်ဥပမာ get method မှာဆိုရင်တော့ဒီမှာဆိုရင်သူက parameter လေးတွေထည့်ပေးထားတယ် parameter ဆိုတာကဒီမှာ both id equal to 1 2 3 4 5ဆိုတာ parameter တစ်ခုပါအဲ့တော့ parameter တစ်ခုမှာဆိုရင် parameter ရဲ့နာမည်ပါမယ်ပြီးရင် parameter ရဲ့တန်ဖိုးပါပါတယ်ဒီမှာဆိုရင် book id ဆိုတဲ့ parameter ရဲ့တန်ဖိုးက1 2 3 4 5ဖြစ်ပြီးတော့ order ဆိုတဲ့ parameter ရဲ့တန်ဖိုးကဒီမှာ 10r tesla เนาะသူရဲ့နာမည်လေးပါအဲ့နာမည်လေးဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ http request တစ်ခုမှာပါတယ်အချက်လက်တွေပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်အဖြစ်ကတော့ request message header ပါမယ်ပြီးရင် request message body ပါမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ http response ဖြစ်ပါတယ်http response မှာဆိုရင်လည်းအဲ့လိုပဲ http response message header ဆိုပြီးတော့တစ်ပိုင်းရှိမယ်နောက်တစ်ခုကကျတော့ response message body ဆိုပြီးတော့အပိုင်းတစ်ပိုင်းရှိပါမယ် response content လို့ကျွန်တော်ရှေ့ကပြောခဲ့တာပေါ့ဒီမှာတော့ response message body ဆိုပြီးတော့ရေးပြပေးထားတယ်အဲ့တော့ဒီ request message header ထဲမှာဆိုရင်သူအပိုင်းနှစ်ပိုင်းပြန်ပြီးတော့ခွဲတယ်ကျွန်တော်တို့ request မှာတော့ request line လို့ခေါ်တဲ့အပိုင်းတွေကို response မှာကျတော့ stated line ဆိုပြီးတော့ပြန်ပြီးတော့ပြပေးထားတယ် stated line ဆိုတော့ကျွန်တော်တို့ပို့လိုက်တဲ့ request နဲ့ပတ်သက်ပြီးတော့ဒီအခြေအနေကိုပြပေးတဲ့ line ကိုသူကပထမဆုံးနေရာမှာပြထားတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအပြန်အလှန် data ပို့ခဲ့တဲ့ http ရဲ့ version နံပါတ်ပါမယ်ဒီမှာဆိုရင် version 1.1 ကိုသုံးထားဆိုပြီးတော့ပြတယ်ပြီးရင် http status code ပါမယ်200 ok ဆိုပြီးတော့အဲ့တော့ဒီ response ပြန်လာတဲ့ header ရဲ့ပထမဆုံး line ကသူကဒီ status line ပေါ့ status line မှာဆို data ကနှစ်ခုပဲပါတော့ပဲကျွန်တော်တို့ပို့လိုက်တဲ့ http version ရဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ http response code ပေါ့နော် http status code ကိုပြပေးတယ်ဒီမှာဆိုတော့200 ok ဆိုပြီးတော့ပြထားတယ်နောက်တစ်ခုကကြတော့ date နောက်တစ်ခုကကြတော့ date နောက်တစ်ခုကကြတော့ server sorry date ပေါ့ date ပြီးရင် server လာမယ်ပြီးရင် let's modify ဆိုတာလာမယ်ထားပါ date ကတော့တော့ server ပေါ်မှာရှိတဲ့အချိန်ကိုသူကပြပေးတာဖြစ်ပါတယ် server ပေါ်မှာသူအချိန်ဘယ်လောက်ရှိပြီပေါ့နော်အဲ့ဒါအချိန်ကိုပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ server ရဲ့ကျွန်တော်တို့ဒီ website ကိုအဓိက hosting လုပ်ထားတဲ့ server ရဲ့နာမည်ပေါ့ဒီမှာဆို server မှာ Apache server ကိုသုံးထားရဆိုပြီးတော့ပြတယ်ပြီးရင် Windows 32 bit ကိုသုံးထားတယ်ပေါ့ဒါ server ရဲ့အချက်လက်ကိုပြပေးတာနောက်က let's modify ဆိုတာကကျတော့ဒီ webcast system အတွက်သူကသုံးတဲ့ header ပေါ့ဒီမှာဆိုရင် let's modify အတွက်သူကနောက်ဆုံး modify လုပ်ထားတဲ့ date ကိုပြပေးတယ်ပြီးရင်ဒီ cast ရဲ့ဒီ tag နံပါတ် ID လေးကိုပြပေးတယ်နောက်ကကျ access range ကကျတော့သူလက်ခံနိုင်တဲ့ဒီ unit တစ်ခုပြပေးတယ်ဒီမှာဆိုတော့ byte ဆိုပြီးတော့ပြတယ်contact length ဆိုတာကကြတော့သူ response ပြန်လာရင် contact ရဲ့ဒီ site က35ရှိရဆိုပြီးတော့ပြောထားတာ response contact ရဲ့ဒီ contact ကြီးတစ်ခုလုံးရဲ့ site က35ရှိရပေါ့ connection status ကကြတော့ close ဆိုပြီးပြတယ်ပြီးရင်အဓိကအရေးကြီးရဲ့ contact type အဲ့ဒီ contact type ကဘာနဲ့တွားပြီးတော့
ဆက်လဲဆိုတော့ကျွန်တော်တို့ request မှာပို့လိုက်တဲ့ access ဆိုတဲ့ header နဲ့တော့ပြီးတော့ဆက်တယ်အဲ့ဒီ content type ကဘာကိုကိုစားပြုလဲဆိုရင်သူ web server ကနေပေးလိုက်တဲ့ဒီ response message body ကိုဘယ် file အနေနဲ့အလုပ်လုပ်ပေးပါဆိုပြီးတော့ပြောလိုက်တာဥပမာ content type မှာ test.html ဆိုပြီးတော့ပြောထားလေဆိုလို့ရှိရင်သူက response message body တွေက code တွေကို browser က html code အနေနဲ့လုပ်ပေးမှာဖြစ်ပါတယ်တကယ်လို့ test.html လို့မပြောဘဲနဲ့ image.png ဆိုပြီးတော့ပြောထားရဆိုရှင်ဒီ response message body တွေကဒီ code တွေကိုသူက image file တစ်ခုအနေနဲ့လက်ခံပြီးတော့အလုပ်ပေးမှာဖြစ်ပါတယ် browser ကအဲ့တော့ဒီ content type ဆိုတာကကြာတော့ဒီ server ကနေပြန်ပြီးတော့ပေးလာတဲ့ response message body ကို browser မှာဘယ် content type အနေနဲ့အလုပ်ပေးရမယ်ဆိုတော့သိအောင်လို့ server ကနေမှဆိုရင်ဒီ response header ထဲမှာ content type ဆိုတဲ့ header ကိုပြန်ပြီးတော့ထည့်ပေးထားတာဖြစ်ပါတယ်တကယ်လို့ content type ကကျွန်တော်တို့ဒီ JSON ပေါ့ JavaScript object notation ဆိုရင်သူက application/json ဆိုပြီးတော့ပြန်ပြီးတော့ပြတတ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ http request နဲ့ http response header တွေအကြောင်းကျွန်တော်ပြောပြခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပြီဗျာနော်အခုလက်တွေ့ဆောင်းနာကကျွန်တော်တို့အရှိရဗီဒီယိုမှာ request လုပ်ခဲ့တဲ့ဒီ request တွေ response တွေကိုတစ်ချက်ပြန်ပြီးတော့လေ့လာကြည့်အောင်အဲ့တော့ဒီမှာဆိုရင် request မှာဆိုရင်ဆောင်းနာကျွန်တော်ပြောခဲ့တဲ့ host ပါမယ်ပြီးရင် access language ပါမယ် access language ကဒီ en/us ဆိုပြီးတော့ပြထားတယ်ပြီးရင် address in secure request မှာ1ဆိုပြီးတော့ပြောတယ်ဒီမှာရှိတဲ့ request header တွေအကုန်လုံးကဒီ browser ကနေပြီးတော့ဒီ server ကိုပြောချင်တဲ့ message တွေပဲဒီမှာဆိုရင်တော့ဒီမှာကျွန်တော်ပြောခဲ့တဲ့ access encoding ဆိုတာပါမယ်သူက gzip ရယ်ပြီးရင် default ရယ်ပြီးရင်ဒီ priority ပေါ့ priority ဒီမှာတော့ br ဆိုအတူကောက်ရေးထားတယ် br ဆိုတဲ့ encoding method 3ခုကိုသူကလက်ခံနိုင်ပါတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့ဒီမှာဆိုရင်သူက access မှာကြာတော့သူကဒီမှာ test.html ကိုသူလက်ခံတယ်ပြီးရင် application/html plus HTML လက်ခံတယ်ပေါ့သူလက်ခံတဲ့ဒီ file type တွေကိုသူကပြန်ပြီးတော့ပြောထားပဲဖြစ်ပါတယ်ဟုတ်ပြီ response မှာလည်းလိုပဲဒီမှာ response မှာဆိုရင်သူက stated line မှာဆိုရင် data တစ်ခုရှိတယ်ကျွန်တော်တို့ဒီသူ response ပြန်ရတဲ့ http version ကိုပြပြီးဒီမှာဆိုတော့ http 2ကိုသုံးထားတယ်ပြီးရင်သူရဲ့ status code ဖြစ်တဲ့ 200 OK ကိုပြပြီးတယ်ပြီးရင် content type ဆိုတာကကျတော့ဒီပို့လိုက်တဲ့ data ကို verify အနေနဲ့ run ပေးပါဘယ်လိုမျိုး file အနေနဲ့ run ပေးပါဆိုပြီးတော့သူကပြောလိုက်တာဒီမှာ test.html လို့ပြောထားဖြစ်တဲ့အတွက် browser ကဒီမှာရှိတဲ့ code တွေကိုဒီအောက်က code တွေကို html code အနေနဲ့အလုပ်ပေးမှာပဲဖြစ်ပါတယ်ဒါတော့ server ရဲ့ date ပေါ့ဒီ expire ကြ -1 ဆိုပြီးပြထားတယ်တခြား header တွေလည်းပါတာပေါ့အဓိကအရေးကြီးတာနောက်တဲ့ header ကဒီမှာ set cookie ဆိုတဲ့ header set cookie ဆိုတဲ့ header ကကြောင့် browser မှာတင်ကျင်တဲ့ cookie ကိုသူက server ကနေပြီးတော့တတ်မှတ်ပေးလိုက်တာ cookie တစ်ခုမှာဆိုလို့ရှိရင်တော့ cookie ရဲ့နာမည်နဲ့ cookie ရဲ့တန်ဖိုးရှိတယ်ဒါကိုကျွန်တော် cookie အကြောင်းအသေးစိတ်ရှင်းပြတဲ့ video မှာပြန်ပြီးတော့ပြပြပေးတော့မယ်ဒီမှာတော့ browser မှာ web server ကနေပြီးတော့ cookie တစ်ခုတတ်မှတ်ရှင်တဲ့အခါမှာကျတော့ set-cookie ဆိုတဲ့ header လေးကိုတုံးတယ်အဲ့ဒီမှာသူတတ်မှတ်ရှင်တဲ့ cookie ရဲ့ဒီတန်ဖိုးဒီအခြေအနေတွေကိုအဲ့ response header ရဲ့ value ထဲမှာပြန်ပြီးတော့ထည့်ပေးလိုက်တယ်ဒီမှာဆို secure strp ဆိုတဲ့ဒီ cookie လေးရဲ့နာမည်ရှိမယ်သူ့ရဲ့တန်ဖိုးကကြတော့ဒီမှာကျွန်တော်အခုရေးပြထားတဲ့စကားလုံးလေးပေါ့နော်တန်ဖိုးပြီးရင်သူ့ရဲ့ဒီဘယ်နေ့ date ကုန်လဲဆိုတာပြရပြီးလို့ရှိရင်ဘယ်နေရာရေးဘယ် URL ပတ်တရားရေးသုံးလို့ရလဲဆိုတာကိုပြထားတယ်ဒါပေမဲ့ cookie အကြောင်းပြောတဲ့အခါမှာတိကျထပ်ပြီးတော့ပြပြပေးပါမယ် okay ဟုတ်ပြီအဲ့တော့ဒါကတော့ http response နဲ့ http request header အကြောင်းလေးကိုကျွန်တော်ပြပြခဲ့တာဖြစ်ပါတယ်ဟုတ်ပြီနော်နည်းနည်းလေးပြင်ပြီးတော့ကျွန်တော်တို့ပို့ကြည့်ရအောင် access မှာကျွန်တော်က test.nothing nothing ဆိုပြီးကျွန်တော်ရေးလိုက်မယ်အဲဒီမှာသူ response မှာပြန်ပြီးပုံမှန်တိုင်း200 OK ဆိုပြီးပြန်ပြီးဟုတ်ပြီသူ့ရဲ့ host name ကိုကျွန်တော်က www.google.com ကိုအနောက်ကနေ 888ဆိုပြီးဒီ host name အမှားကြီးထည့်ပေးလိုက်မယ်အမှားကြီးထည့်ပြီးတဲ့အခါမှာတော့ state တဲ့ code ကပြောင်းလို့လာတော့တွေ့ရလိမ့်မယ်404 not found ဆိုပြီးတော့ပြန်ပြီးတော့ပြောတယ်အရှိရလိုမျိုး200 OK ဆိုပြီးမပြောတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပို့လိုက်တဲ့ host name ကအဲ့ဒီ server ကလက်မခံနိုင်တဲ့ host name ဖြစ်နေလို့ server တစ်လုံးမှာကသူ့ရဲ့ host name တွေ domain name တွေကိုကြိုပြီးတော့တတ်မှတ်ထားပြီးသားအဲ့တတ်မှတ်ထားတဲ့ domain name မှာမဟုတ်ဘူးဆိုရင်အဲ့ဒီ server ကြီးကအဲ့ဒီ request ကိုလက်မခံတကယ်လို့လက်ခံနေရဆိုရှင်လည်းအဲ့ဒါကအဲ့ဒီ web server ရဲ့အားနည်းချက်ရှိနေလို့ Google web server မှာကျတော့အဲ့ဒီအားနည်းချက်မရှိတဲ့အတွက်သူမသိတဲ့ host name တွေဆိုရင်
လက်မခံဘူး404 not found ဆိုပြီးပြန်ပြီးတော့ကျွန်တော်တို့ပြောပြတယ်ပေါ့မြေသူရဲ့ဆွမ်းသားကလို့ cookie တိန်းတာကြီးလည်းမပါဘဲနဲ့သူ့ရဲ့ contact type ကိုပဲပြောတယ် Tesla HTML နဲ့ပြန်ပြပါဆိုပြီးတော့ဒီ web page လေးကိုကျွန်တော်တို့ရဲ့ browser မှာပြန်ပြီးတော့ပြပြီးမှာပဲဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ထပ်ပြီးတော့နောက်ထပ်ပြောရမယ်ဆိုရှင်တော့ထပ်ပြီးတော့မရှိရပါဘူးအဓိကတော့ဒီ response နဲ့ request header တွေအကြောင်းကျွန်တော်ကနားလည်ရပါတယ်နောက်တစ်ခုကကြာတော့ request header တွေ response header တွေဆိုတာကပုံတည်သတ်မှတ်ထားတဲ့နာမည်တွေတန်ဖိုးတွေမရှိပါဘူးအဆင်ပြေဒီလိုမျိုးသူကတုံးလို့ရတယ်ဥပမာ request header တခုမှာကိုယ်စိတ်ကြိုက် header တခုကျွန်တော်က nameပြီးရင် ypn ဆိုပြီးတော့ပို့လိုက်လို့ရတယ်ဒါပေမဲ့အဲ့ header ကိုတော့ဟိုဘက်က web server ကလက်ခံခြင်းမှလက်ခံလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကပို့ခြင်းတယ်ဆိုရင်အဲ့လိုမျိုးပို့လို့ရတယ်ပုံမှန်တိုင်းသူအလုပ်လုပ်ပေးလိမ့်မယ်အဓိကပြောရင်ဒါ header တွေရဲ့နာမည်တွေကိုကျွန်တော်ကစိတ်ကြိုက်ပို့လို့ရတယ်ဒါပေမဲ့ပုံမှန် standard header တွေရှိတယ်ဥပမာ host name လိုမျိုး header တွေကျွန်တော်ကတော့ပြီးတော့ပြောင်းလို့မရဘူးအဲ့လို standard header တွေတော့ပြောင်းမယ်ဆိုရင်တော့ error ဖြစ်သွားလိမ့်မယ်ဒါဆိုရင် record ကပို့လို့မရတော့ဘူးအဲ့တော့ standard header တွေကတော့ပြောင်းလို့မရဘူး host name တို့ access language တို့ကျွန်တော်တို့ကပြင်လို့မရဒါပေမဲ့ header တွေထပ်ထည့်ချင်တာမျိုးဆိုရင်ကိုယ်စိတ်ကြိုက် header တွေကိုကိုယ်စိတ်ကြိုက်နာမည်ကိုယ်စိတ်ကြိုက်တန်ဖိုးနဲ့ထည့်ပြီးတော့ပို့လို့ရတာပဲဖြစ်ပါတယ် okay ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တက်လောက်ပါပဲအဓိကကတော့ http request header မှာပါတဲ့ဒီ header message ဒီပြီးလို့ရှိရင် header message body တွေပြီး request message body တွေကိုကျွန်တော်တို့နားလည်ရတယ် response မှာဆိုရင်အဲ့လိုပဲကျွန်တော်တို့ response ပြန်လာတဲ့ဒီ message body တွေနောက်တစ်ခါကျ response ပြန်လာတဲ့ message header တွေကိုကျွန်တော်တို့ကနားလည်ထားရင်ရပါတယ်ဒီ header တစ်ခုချင်းစီအောင်ကျွန်တော်တို့ကသိဖို့မလိုပါဘူးသိချင်တယ်ဆိုရင်လည်းကိုယ့်ဘာကို Google မှာတော့ရှာပြီးတော့ဘယ် header ကဘာကိုစားပြုလဲဆိုတာကိုရှာလို့ရပါတယ်အဓိကတော့သူ့ရဲ့ဒီ header ပုံစံလေးကိုနားလည်ထားရင်ရပါတယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တက်လောက်ပါပဲနောက်ထပ်ဗီဒီယိုကြရင်ကျွန်တော်တို့ URL ရဲ့ structure တွေကိုကျွန်တော်အသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးပါမယ်